တိုင်တန်းနဲ့တင်မောကြီးကိုရေခဲတောင်ကပဲနှမြုပ်ခဲ့တာလို့တင်ထင်နေတော့လားတကယ်တော့ဒီတင်မောကြီးဟာရေအောက်ထဲမရောက်ခင်ကတည်းကတေမိတ်အပေးခံထားရတာပါလူအများစုမသိတဲ့တကယ်အကြောင်းရင်းကတင်မောရဲ့ကြောင်မီသွေးတိုက်ခန်းထဲမှာရှိနေခဲ့ပါတယ်တင်မောကြီးအင်္ဂလန်ကမထွက်ခွာခင်၃ပတ်လိုကတည်းကအခန်းမက်ကူမှာကြောင်မီသွေးတွေမီးစတင်လောင်ကျွမ်းခဲ့ပါတယ်အဲ့ဒီအပူချိန်ဟာ1000 degree Celsius အထိရှိခဲ့ပြီးတင်မောရဲ့တံမဏိနေရန်တွေကို85%လောက်အထိအားနည်းသွားအောင်လုပ်ခဲ့တာပါဒါဟာတင်မောကြီးရေခဲတောင်နဲ့တိုက်မိမဲ့နေရာအတိအကျပါပဲအဆိုးဆုံးကတော့မျက်မှန်ဖြစ်ပါတယ်တင်မောအဆောင်တွေစီမှာမှန်ပြောင်းတွေထည့်ထားတဲ့တစ်တာတော့မရှိခဲ့ပါဘူးအဲ့ဒီတော့ကဒုတိယအရာရှိတယောက်ရဲ့အိတ်ထဲမှာကြံခဲ့တာပါတကယ်လို့သာသူတို့မှမှန်ပြောင်းရှိခဲ့ရင်ရေခဲတောင်ကိုအဝေးကလေးကမြင်နိုင်ခဲ့မှာဖြစ်ပြီးလူပေါင်း1500ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့မှာပါတင်မောကြီးမြုပ်ခါနီးချိန်မှာဂီတပညာရှင်တွေဟာထွက်မပြေးပဲတချင်းဆက်တီးခဲ့ကြသလိုတင်မောရဲ့မီးစက်မပြတ်တော့အောင်စူးစမ်းခဲ့တဲ့အင်ဂျင်နီယာ25ဦးလုံးလည်းအသက်ပေးသွားခဲ့ကြပါတယ်ဒါဟာသမိုင်းမှာအကြီးမားဆုံးပေါ်ဆမှုနဲ့အမြင့်မျက်စုံတတိတွေပေါင်းဆက်နေတဲ့ဖြစ်ရပ်တစ်ခုပါပဲဒီတင်မောကြီးဟာအခုဆိုရင်ရေအောက်မှာဘက်တီးရီးယားတွေစားသုံးတာကြောင့်နောက်ထပ်အနှစ်20အတွင်းမှာလုံးဝပျောက်ကွယ်သွားတော့မှာပါတင်ရောဒီဖြစ်ရပ်မှာဘသူ့ကိုအပြစ်တင်ခြင်းလဲခါမန်မှာရေးခဲ့ပါဦး